installer လုပ်လို့ပြီးပါပြီ installation လုပ်လို့ပြီးပါပြီ power on ထားပါတယ်စပြီးတော့လုပ်ငန်းစပြီးတော့ power ဖွင့်ပါတော့မယ်ကံပေါက်ပြန်မဲ့ချိတ်ထားပါတယ်ကံပေါက်ပြန် S ချိတ်ထားတယ် add က1မှာ on ထားတယ်power on လိုက်ပါမယ် power on ရင်SOC ရာခိုင်နှုန်းပြည့်နေပါတယ် power လည်း on ပြီးပါပြီ PMS ကကံပေါက်မှာချိတ်ထားပါတယ်PMS system က PMS system က ID PMS setting ปี smart battery လာဘူဘူ battery သူ့ရဲ့ data အချက်လက်လေးရတော့ other data သမားနှစ်ဖို့ 200AH ဖြစ်ပါတယ်ဒါတော့ battery ကျိုးပေါင်းတော့ဒါအကျိုးချထားပါတယ်power ဖွင့်ပြီးတော့ breaker ကိုတင်ပါမယ် breaker တင်ပြီးရနေတဲ့ပြိုင်နဲ့ကျွန်တော်တို့ဒီက inverter on ကိုဖွင့်ပါမယ် inverter on clock ကိုဖွင့်ပါမယ်တကယ်တမ်း inverter on clock ကိုအရင်ဖွင့်သင့်ပါတယ် solar check က solar panel က breaker ကိုတော့ချထားသင့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူအတွင်းထဲကသူ software တွေအလုံးမလုပ်သေးခင်တင်လိုက်တဲ့အခါ controller တွေပါတယ်ထိခိုက်သွားနိုင်လို့ဖြစ်ပါတယ်ခုပုံမှန် normal ဒီမှာပြတဲ့ဘိုးကပထီနဲ့ connection လဲတွေ့သွားပြီပုံမှန်အလုပ်လုပ်နေအောင်ခဏစောင့်ပေးပါသူကစလာတိုင်းဆိုတော့ချက်ချင်းဝင်တာတွေဘာတွေညာတွေကအကုန်လုံးကကြောင်တုံဖြစ်နေပါသေးတယ်ချက်ချင်းမိတွေပြနေပါသေးတယ်အထွက်ဖို့ပထီဖို့ဒါပဲပြပါသေးတယ်ပြီးရင်ကျွန်တော်တို့အထွက်ဖို့ကိုထွက်မထွက်ကြည့်လိုက်ပါမယ်ထွက်ဖို့ကထွက်နေပါပြီထွက်ဖို့ထွက်နေပါပြီစကကြပါမယ်ပြီးရင်အဝင်ဖို့ကတော့ EPC မတင်သေးပါဘူးလောလောဆယ် solar နဲ့ solar panel 1မှာကျွန်တော်ချိတ်ထားတဲ့အတွက် DC solar panel 1ကိုအရင်ဖွင့်လိုက်ပါတယ်အရင်ဖွင့်ပြီးတော့ကျွန်တော် solar panel 1တက်လာပါပြီဆိုတော့အားပြည့်နေတဲ့အတွက်ချက်ချင်းတော့နည်းနေတယ်389ဘုတ်389ဘုတ်တသမ8ဘုတ်ပေါ့အားပြည့်နေတဲ့အတွက်100ရာခိုင်နှုန်းပြည့်သွားပါပြီ100ရာခိုင်နှုန်းပြည့်သွားပါပြီပြည့်နေတဲ့အတွက် ampere နဲ့မသွင်းတော့ပါဘူးampere မသွင်းတော့ပါဘူးနောက်ထပ်ကျွန်တော်တို့ထပ်ပြီးတော့ချိန်မှာက EPC အဝင်ကိုကျွန်တော်တို့ချိန်ပါမယ်EPC အဝင်ကနေပြီးတော့ cloud ချိုက်တဲ့အတွက် EPC ပေါ်လာပါပြီဘိုင်ဘတ်ကျော်သွားပါတယ်ဒါဆိုရင်တော့ charger လည်းသွင်းနေပါတယ် solar လည်းသွင်းနေပါတယ်
အားလုံးအဆင်ပြေသွားပါပြီအားလုံးကျန်းမာချမ်းသာကြပါသည်ဘေးရန်ကပ်သင်ပြညာပါသည်